လာရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့အမှုပညာလောကမှာပရိသတ်တွေရဲ့ချစ်ခင်မှုကိုအခိုင်အမာရရှိထားတဲ့တရုတ်ဆောင်မြတ်သူနဲ့သူမရဲ့ခင်ပွန်းကိုဆိုင်ထက်မြတ်တို့ရဲ့အလွန်ကိုမွန်မြတ်လာတဲ့တကြံကုသိုလ်အလူတော်သတင်းအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပုံမှန်မြင်တွေ့နေကြတကြံပျော်ရွှင်မှုတွေထက်ပုံမထူးခြားပြီးကြည်နူးစရာကောင်းတဲ့သူတို့ရဲ့သာသနာပြုအလူတော်ကြီးအကြောင်းကိုအတူတူကြည့်ရှုလိုက်ရအောင်ရှင်တရုတ်ဆောင်မြတ်သူတို့ဇနီးမောင်နှံဟာပြီးခဲ့တဲ့ဧပြီလ23ရက်တကြံအကြိုနေ့မှာရန်ကုန်မြို့လှိုင်သာယာမြို့နယ်မှာရှိတဲ့ချဲမြင့်စီတာကျောင်းတိုင်းမှာ၄ချိန်မြောက်အဖြစ်တိတ်ခါထက်မင်္ဂလာဝိဇ္ဇာတပူဇာမင်္ဂလာနဲ့အတူရဟန်းတာမဏေ108ပါးတို့ကိုသာသနာပေါင်းတို့သွင်းခြင်းအလူတော်ကြီးကိုခမ်းနားထည့်ဝါစွာကျင်းပခဲ့ပါတယ်ဒီအလူဟာငွေကြေးဌာနအင်အားသာမကပဲစေတနာအင်အားအရင်ခံပြီးပြုလုပ်ခဲ့ရဖြစ်ပါတယ်အလူရှင်မြတ်သူကိုယ်တိုင်ကလည်းဒီနှစ်မှာတဦးတည်းမှတီးပြီးအကုန်စီစဉ်ပေးတာဖြစ်လို့အမှန်တကယ်ဝတ်ချင်သူတွေနဲ့မိဘလက်လက်မမီလို့သားသမီးတွေကိုရှေ့မပြုတ်ပေးနိုင်သေးသူတွေအတွက်အခွင့်အရေးတစ်ခုဖြစ်စေခြင်းနဲ့လို့ဆိုခဲ့ပါတယ်အလူလဲတာကအစအရစနစ်တကျစီစဉ်ပေးခဲ့တာကြောင့်အလူပွဲဟာအင်မတန်စီကားတိုက်မြိုက်ခဲ့ပါတယ်မြတ်သူတို့ဇနီးမောင်နှံရဲ့ပြောကြားချက်အရဒီတစ်ခေါက်အလူတော်မှာရဟန်းရှင်ပြုအလူတွေမကပဲចောင်းဆောင်ကြီးအရေးစက်ချအလူနဲ့တရားပွဲအတွက်ပါစုစုပေါင်း3000ကျော်အထိလူတန်းခဲ့တာဖြစ်ပါတယ်ကျမတို့ channel ရဲ့အမြင်ကိုပြောရရင်တော့အခုလိုခေတ်ကာလအခြေအနေမျိုးမှာလူတဦးတစ်ယောက်ချင်းစီအတွက်ရှင်ပြုရဟန်းခံပေးဖို့ဆိုတာမလွယ်ကူလာတဲ့ကိစ္စပါဒါပေမဲ့မြတ်သူတို့ဇနီးမောင်နှံကတော့အခက်အခဲရှိတဲ့မိဘတွေရဲ့သားသမီးတွေကိုသာသနာ့ဘောင်ထဲရောက်အောင်ကိုယ်တိုင်အဆုံးတာဝန်ယူပေးတာဟာအလွန်ကိုလေးစားဖို့ကောင်းတဲ့စိတ်ထားပါပဲအနုပညာရှင်တယောက်အနေနဲ့ရရှိလာတဲ့အောင်မြင်မှုနဲ့ဒနာဥစ္စာတွေကိုသာသနာတော်အတွက်ဒီလိုအကျိုးရှိပြက်လက်အသုံးချတာဟာတခြားသူတွေအတွက်လည်းအတူယူစရာနမူနာကောင်းတစ်ခုဖြစ်နေပါတယ်ပရိသတ်တွေရဲ့ထင်မြင်ချက်တွေကိုလေ့လာကြည့်တဲ့အခါမှာလည်းမြတ်သူကတော့အလောက်လဲစူးစမ်းသလိုကုသိုလ်ရေးလည်းမပြတ်ကွက်ဘူးတကယ်ကိုတာဓုခေါ်ပါတယ်ဆိုတဲ့မှတ်ချက်တွေအများကြီးတွေ့ရပါတယ်ဒါအပြင်ကိုသားသမီးကိုရှေ့မပြုတ်ပေးနိုင်တဲ့မိဘတွေအတွက်တော့သူတို့ဟာတကယ်ကိုနတ်လူမဆသလိုပါပဲလို့ချီးကျူးနေကြတာကိုလည်းတွေ့ရပါတယ်။ကျမအနေနဲ့ထပ်မံသုံးသပ်ချင်တာကတော့မြတ်သူတို့ဟာအလူလုံးယုံတွေမဟုတ်ပဲအလူခံမဲ့သူတွေကိုကြိုတင်စနစ်တကျဖိတ်ခေါ်တာပါ။အခမဲ့စီစဉ်ပေးတာတွေကိုအမှန်တကယ်လိုအပ်နေသူတွေစီကိုအလူဒါနရောက်ရှိသွားစေတဲ့အတွက်ဒါဟာထိရောက်တဲ့ပရဟိတအလူမျိုးလို့တောင်ပြောလို့ရပါတယ်။ကဲပရိသတ်ကြီးလည်း3000ကျော်အကုန်ကြခံပြီးသာသနာပြုခဲ့တဲ့မြတ်သူနဲ့ကိုဆိုင်ထက်မြတ်တို့ရဲ့အလူတော်ကြီးအတွက်ကြည်နူးတာတို့ခေါ်နိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်မြတ်သူတို့ဇနီးမောင်နဲ့အတွက်ဆုတောင်းစကားလေးတွေပြောချင်တယ်ဆိုရင်အောက်က comment မှာဝေမျှပေးခဲ့ကြပါဦးနောက်ထပ်လည်းအမှုပညာရှင်တွေရဲ့ထူးခြားတဲ့သတင်းတွေနဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ကျမတို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ရှင်အားလုံးပဲကြည်နူးချမ်းမြေ့ကြပါစေရှင်